ပါခိုင်လျာရှာနေကနေပြန်လဲကျဆိုရပါတယ်အခုကတော့ခိုင်လျာတော့ဒီ black and white ထာဝါလေးကိုဆော့ပြတော့မှာပေါ့နော်ခိုင်လီ black ကြည့်ကြည့်ပဲရှာကြည့်ရထာဝါလေးအမှတွေ့လို့ခိုင်လျာတဲ့ black and white ထာဝါလေးပဲဆော့ပြလိုက်ပါခိုင်လီကို comment မှာတယောက်ကပါတဲ့ black ထာဝါလေးဆော့ပြီးဖို့ပြောပါတယ်ဆိုတော့ခိုင်လီ black ထာဝါတော့မတွေ့ပါဘူးရှင်ဒါပေမဲ့black and white ထာဝါလေးတော့တွေ့ပါတယ်ခိုင်လီခွာတော့ OBD ကိုခုံ OB လဲဆော့ပြီးလို့ရတယ်ပေါ့နော်ထားပါ OB လဲရပါတယ်ဟိုလိုမျိုးတချို့က escape game တွေလည်းရတယ်ပေါ့နော်ခိုင်လီခဏနေကြတယ်ကလည်းရှားနေတာပေါ့နော်ထားပါအစင်မပြနဲ့ဒီထာဝါလေးပဲဆော့လိုက်ပါတယ်ပေါ့နော်ခွာတော့ခိုင်လီ after ပြောင်းသွားစားအလုံးတိကျမှာပါခိုင်လီရဲ့ old fan တွေပါနော်ခိုင်လီ old video တွေမှာပါကျွန်တော်တွေ့ကြမှာပေါ့နော်ခိုင်လီအိုက်ပြပြသွားပြီပေါ့နော်ဆိုတော့အပေါ်ပြန်တက်မယ်ဗီဒီယိုလေးတက်မယ်ဒီနားလေးကလည်းနည်းကြားတော့ဒီနားအစိတ်ကကြားတယ်ကြားဆိုကျဲတော့ခိုင်လီတက်ရအစင်မပြေဘူးပေါ့နော်ဆိုအဝေးရတက်ရပေါ့နော်အလေးနဲ့အမောင်နဲ့ဆိုမမြင်အောင်ပေါ့နော်နယံတွေကလည်းအဖြူဆိုအဖြူအောင်နဲ့ဆိုခိုင်လီမြင်အောင်မမြင်ရပါဘူးအရိတ်ကလည်းမရဆိုခိုင်မမြင်ရပါဘူးပေါ့နော်ဆက်ခါတော့ပြတ်ကြနေတာခွာလည်းတက်နေပါတယ်ခိုင်လီ blog တွေပါ handmade video တွေပါတရားမလားဆို comment မှာရေးခဲ့ပေးပါဦးရှင်ပြန်ပြစ်ကြပါပေါ့နော်ခိုင်လေကရောက်ခံနေစေအဲ့လိုပဲခဏပြစ်ကြတတ်ပါတယ်ခိုင်လေကမပြတ်ကြမနေနိုင်တယ်ဆိုတော့အမြဲတမ်းပြစ်ကြနေရပါအခုဆိုရင်ခဏနေကပြစ်ကြမှာဆိုလို့တေချာစော့နေရပါတော့အာရုံဆက်ပြီးစော့နေရခိုင်လေထားစော့တာခိုင်လေထောက်စော့လေးရှိတော့ဆိုတိတ်တော့မပြတ်ကြတော့အရင်ကခိုင်လေကိုဆော့ရှင်စော့သွားဆိုရင်ပြစ်ကြရပါတော့รูปแบบบางทีไม่สมสดแต่เปล่าไอ้ว่าสิคู่มาใครดิช่วยนะบ่เนาะถ้าว่าเราเนี่ยไปช่วยเนาะเจอหน้าแล้วก็ဆိုရောက်ခဲ့နေပြီလို့တော့ထင်ပါတယ်ဆိုတော့ခိုင်လေးလည်းအားရပါရစူးစမ်းပြီးတော့တန့်နေရပါတော့အမှခိုင်လေးနယံနဲ့ဟိုအလုံးလေးအယောင်တူနေတော့တိတ်မမြင်ရဘူးပေါ့နော်အလုံးလေးပေါ်ရောက်သွားဆိုခိုင်လေးရောက်ခဲ့နေပြီလို့တော့ထင်ပါတယ်အလေကအတုံးရုပ်ခိုင်လေးနေရလို့ထင်ပြောင်းဝင်တာနေနောက်တော့မဟုတ်တမေတက်ရတဲ့ဟာဒီချိန်ကအောက်ကိုပြကြရတော့မတွေ့ရဆရာကြီးပါပဲရောက်ခဲ့နေပြီသူပဲဘာလို့လဲဆိုတော့ဒီထာဝါကနည်းနည်းတူတော့တဲ့ရှေးထာဝါမဟုတ်တော့ရောက်ခဲ့နေပြီလို့ခဏလည်းခိုင်လေးတင်တဲ့ jelly fruit ထာဝါကလည်းမပြီးသေးပါဘူးလာအောင်ပါမှာမရှင့်ဆိုတော့အဲ့ဒါလေးကိုလည်းကြည့်အပ်ပေးကြဖို့တောင်းဆိုရှင်ပါတယ်ခါတာခိုင်ရတဲ့ရောက်ခံနေပြီလို့မျှော်လင့်နေပါတယ်ပေါ့နော်အောက်ကိုများကြောက်အားရတော့မတွေးရကြပဲ။အိုးရောက်သွားပြီပေါ့ခိုင်လေးရောက်သွားပြီဒါကြဘာလို့မတည် disco ကရဟာလဲဘာလို့လဲမတည်ခိုင်လူ0 speed လာမတည်1 speed လိုက်တာခုံလို့မရခိုင်လေး25 speed လိုက်မယ်ပြတ်ကြပါခါလေးညောက်ရှုံးလောက်တော့ဆော့တာပဲ Roblox တဲ့အပြင်မှာလည်းဆော့ပါတယ်ဆိုတော့ဒီနေ့ရဲ့ဗီဒီယို